ပြီးခဲ့တဲ့တစ်ပတ်မှာကတော့ isolation glass unit အကြောင်းနဲ့အသုံးပြုသင့်တဲ့နေရာတွေကိုပြောပြပြီးဖြစ်တဲ့အတွက်အခုတစ်ပတ်မှာကတော့ low emissivity glass အကြောင်းနဲ့အသုံးပြုမှုနေရာလေးတွေကိုဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ low emissivity glass ကိုတော့ low E glass လို့လည်းအလွယ်ခေါ်ဆိုကြပြီးနေရောင်မှာပါဝင်တဲ့ UV rays, infrared ray နဲ့အပူချိန်များကိုထိရောက်စွာကာကွယ်ပေးနိုင်တဲ့မှန်အမျိုးအစားပဲဖြစ်ပါတယ်။ Low E glass မှာတော့ microscopic metal oxide အမျိုးအစားအလွှာတစ်ခုပါဝင်ပါတယ်။အဲ့ဒီအလွှာကိုတော့မှန်ထုတ်လုပ်စဉ်အချိန်မှာတခါတည်းထည့်သွင်းနိုင်သလို float glass မှန်အမျိုးအစားမှာလည်းကုတ်တင်ပြုလုပ်လို့ရနိုင်ပါတယ်။ကုတ်တင်အထူပါပေါ်မူတည်ပြီးကာကွယ်နိုင်မှုလည်းအနည်းအများရှားနာနိုင်ပါတယ်။ Low E glass များကိုတော့နေရောင်အများဆုံးကျရောက်တဲ့အဆောက်အဦတွေမှာပုံမှန်အသုံးပြုကြပါတယ်။အဓိကအကြောင်းရင်းကတော့ UV rays, infrared ray နဲ့အပူချိန်များကိုထိရောက်စွာကာကွယ်ဖို့အတွက်ပဲဖြစ်ပါတယ်။လူနေအိမ်များ၊ဆေးရုံနဲ့ကျောင်းစတာတွေမှာလည်းအများဆုံးအသုံးပြုကြပါတယ်။ Low E glass ကိုအသုံးပြုတဲ့အတွက်အသားအရည်များကို UV နဲ့ infrared ray များမှာကာကွယ်နိုင်တဲ့အတွက်ရေရှည်ကျန်းမာရေးကိုလည်းအထောက်အကူပြုစေပါတယ်။အပူချိန်ကိုပုံမကာကွယ်နိုင်ရန်နဲ့ကုတ်တင်သက်တမ်းပိုရှိကြစေရန်အတွက် Low E glass များကို isolation glass များတွင်အများဆုံးထည့်သွင်းအသုံးပြုကြတာကိုတွေ့ရပါတယ်။နောက်လာမယ့်တစ်ပတ်မှာတော့ reflective glass အကြောင်းကိုဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။